ရှမ်းတောင်တန်းရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့အင်းလေးကန်မှာဆင်နွှဲနေတဲ့ရေပေါ်သကြံမြန်မာပြည်တခွင်အတာသကြံရဲ့ရေဆက်လက်တွေနဲ့အတူရှမ်းတောင်တန်းရဲ့အသေးနှလုံးလို့တင်စားရမယ်အင်းလေးကန်မှာတော့အခြားနေရာတွေနဲ့မတူပဲထူးခြားဆန်းပြတဲ့ရေပေါ်သကြံပွဲတော်ကိုစီကားတက်မြိုက်စွာကျင်းပနေပါတယ်အင်းလေးရေပြင်ကျကြီးထဲမှာလှေငယ်လေးတွေနဲ့ဟန်ချက်ညီညီလှောက်ခတ်ရင်ပျော်ရွှင်စွာရေကစားနေကြတဲ့မြင်ကွင်းဟာမြမရိုးရာယဉ်ကျေးမှုရဲ့ခန္ဓာထဲဝါမှုကိုအသက်ဝင်စေတာပါတဘာဝရဲ့အလှတရားနဲ့မြန်မာတို့ရဲ့ရိုးရာဓလေ့ကိုအပြည့်အဝပေါင်းစပ်ထားတဲ့ဒီပွဲတော်ဟာပြည်တွင်းပရိသတ်တွေတင်မကပင်နိုင်ငံတကာခီးသွားတွေကိုပါဆွဲဆောင်နိုင်တဲ့နှလုံးသားကိုဖန်ဆားနိုင်တဲ့မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။အင်းလေးသူအင်းလေးသားတွေရဲ့အေးချမ်းတာယာလာတဲ့သကြံပုံရိပ်တွေကိုမြင်တွေ့ရတာဟာစိတ်နှလုံးကိုအေးချမ်းစေသလိုရေပေါ်မှာတင်မန်းနဲ့တွေဆောက်ပြီးကခုန်ဖြောပြနေကြတာကလည်းတကယ်ကိုထူးခြားတဲ့ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။အုံးလက်တွေနဲ့အလှဆင်ထားတဲ့လှေလေးတွေပေါ်မှာတဦးနဲ့တဦးမြစ်တာရှိထားပြီးအတာရည်တွေပတ်ပြန်းနေကြတာဟာဒီနှစ်သင်းချံရဲ့အလှပဆုံးမြင်ကွင်းတွေကတစ်ခုပါပဲအင်းလေးရေပေါ်သကြံကိုကြည့်ရှုရင်အလုံးမဲ့စိတ်နှလုံးအေးချမ်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်တယ်လို့မြမရိုးရာယဉ်ကျေးမှုတွေကိုလည်းဒီထက်မကကဘာကပိုသိရှိလာစေမဲ့ပွဲတော်တစ်ခုဖြစ်လို့နေပါတယ်ခင်ဗျာ။